ဟုတ်ကဲ့အားလုံးချစ်လာကြတော့မြန်မာများခင်ဗျာအခုเนาะအဲ့နောင်တော်လေးဆိုတဲ့လူကဟာလားကျွန်တော်ဟာလားအစိုးရဖန်စီဖို့သူ Telegram မှာတင်ထားတယ်တဲ့เนาะအဲ့လိုပြောနေကြတယ်ဗျเนาะအဲ့လိုပြောနေကြတယ်အဲ့တော့ကျွန်တော်နောင်တော်လေးကိုပြောခြင်းတယ်เนาะအဲ့တော့နောင်တော်လေးကိုပြောခြင်းတယ်မနေ့ကကျွန်တော်ဟာလားကျော်စိုးဦးကိုဖမ်းဖို့เนาะကျွန်တော်တင်လိုက်တဲ့เนาะဗီဒီယိုကိုသူတို့ကဟိုလာလုပ်ပြီးတော့ပေါ့နော်မနေ့ကကျွန်တော်တင်လိုက်တဲ့ဟာကိုကျော်စိုးဦးကနိုင်ငံတော်အကြည်ညိုပြက်စီမှုနော်မြောက်နေတယ်နိုင်ငံတော်ကိုအကြည်ညိုပြက်အောင်လုပ်နေတယ်အဲ့ဒါကျော်စိုးဦးတော့ဖမ်းသိပြီဒီကောင်တော်တော်လွန်နေပြီဆိုအဲ့ဒါပြောလိုက်တယ်အဲ့ဒီပြောတာကိုသူတို့ကပြန်ပြီးတော့ဟာလားကူးယူပြီးတော့ဟာလားသူတို့ Telegram မှာတင်ပြီးတော့ကျွန်တော်ဖမ်းမှုပြောနေတယ်အဲ့ဖမ်းလက်ဖမ်းလေကွာငါကြိုက်ထုံမှာပဲရှိနေနော်ဒီဟာလားဒီပါလေအခုပြောနေတဲ့အခန်းဆိုဟာလားကအများဗီဒီယိုဟာလားလိုက်တို့ဗီဒီယိုရိုက်နေတဲ့အခန်းဆိုတာလူတိုင်းသိတယ်နော်ငါ friend တိုင်းသိတယ်နော်ဒီအခန်းနော်ဒီအခန်းနဲ့ဟာလားမြန်မာပြည်မြေပုံနောက်ခံထားပြီးတော့နော်ဒီတနေရာရှိတယ်နောက်ငါဧကမတနေရာလုတ်တယ်လက်ဖမ်းမော့ကွာဟုတ်လားငါထွက်ပြေးနေတာမှမဟုတ်ဘူးငါဘယ်မှလည်းမပြေးဘူးနော်လက်ဖမ်းမော့နော်ငါဘယ်သူမှကြောက်နေတာမဟုတ်ဘူးနော် PDF လည်းမကြောက်ဘူးအစိုးရလည်းမကြောက်ဘူးနော်တိုင်းသားလက်နက်ကလည်းမကြောက်ဘူးကွာနော်ဟိုတဲကဟုတ်လားငါဟုတ်လားကြိုက်ထုံမှာဟုတ်လားဟိုတော့ကဆိုတော့ PDF တွေပြစ်လို့နော်ကြိုက်ထုံမြို့ထဲမှာတေကြတယ်နော်တေကြတယ်နော်အဲ့ဒီနေရာကနေငါလိုက်လွှေတာပဲနော် PDF ပြစ်သွားလို့တေတဲ့နေရာကနေကိုငါအဲ့ဒါသူတို့ပြစ်သွားပြီးနောက်နေ့ဆိုအဲ့ရောက်ငါလိုက်လွှေခဲ့တဲ့ကောင်ကွာနော် PDF တွေဟုတ်လားအကျန်းဖက်ဟုတ်လားလက်နက်ကိုင်တော်လိုင်းလမ်းစဉ်မလုံနဲ့เนาะအကျန်းဖက်လမ်းစဉ်မလုံနဲ့အကျန်းမဖက်တဲ့နီးနဲ့ဂန္ဒီကြီးနီးနဲ့သွားဆိုတာငါနိုင်ငံရေးအယူဆအောင်ငါပြောခဲ့တာပဲဟဲ့အောင်ရဲ့နောင်တော်လေးကျော်စိုးဦးเนาะမင်းတို့လိုကောင်းနေမဟုတ်ဘူးမင်းတို့လိုဒီဘာမှဟိုအသက်မရှိတော့တဲ့ PDF အယိုးစုကိုသွားပြီးဟိုသေးနဲ့တော့ပန်းတဲ့ကောင်မဟုတ်ဘူးเนาะဘာမှမလုံနိုင်တဲ့ဟာကိုเนาะငါကြိုက်ထုံမှနေပြီးတော့ဟုတ်လားเนาะ PDF လေးတွေကိုအကျန်းမဖက်တဲ့လမ်းစဉ်သွားပါဂန္ဒီကြီးလမ်းစဉ်သွားပါငါအမြဲပြောနေတာငါလိုက်ဒီမှာလည်းအမြဲပြောခဲ့တယ်သူတို့လောက်တဲ့နေရာတွေเนาะသူတို့ဟောလားပြစ်ခတ်လို့တေသွားတဲ့နေရာတွေအဲ့နေရာကနေငါလိုက်လွှတယ်ဆိုတာတနားရီလောက်ကြာတာငါစီချိန်ပြီးသူတို့ရောက်လာနိုင်တာပဲเนาะသူတို့ကကြိုက်ထုံထဲမှာပဲရှိနေတာเนาะဟိုမှာကြိုက်ချီကိုဖျားတောင်ကြီးမှာပြစ်လို့တေတော့လည်းငါချက်ချင်းသွားတယ်เนาะချက်ချင်းသွားပြီးအဲ့ကနေငါလိုက်ဒီပါလွှတယ်ပြီးငါအဲ့နောက်ကချင်ပြည်နယ်မှာလည်းငါအများကြီးလုပ်ခဲ့တယ်နော်မေကချင်ပြည်နယ်မှာမေးကြည့်နော် KIA တွေမေးကြည့်နော် KIA ဝေဘာနဲ့စာတွေနော်အကြမ်းမဖက်တဲ့လမ်းစဉ်ကြည့်သုံးမှုနော်